အဝတ်အစားဟောင်းဝတ်ထားတဲ့အဖွားတယောက်အခန်းမရှိမှရက်နေပြီးဓာတ်ပုံထဲကဒီလူကကျမသားပါလို့ပြောလိုက်တဲ့အခါလူတိုင်းရေမောကြပါတယ်လုံခြုံရေးတွေကဒီမှာမရက်နဲ့ထွက်သွားပါလို့မောင်းထုံနေချိန် CEO တယောက်ရောက်လာပါတယ်သူကချက်ချင်းရက်လိုက်လို့တားပြီးအဖွားကိုအခန်းမအနောက်ဘက်ခေါ်သွားပါတယ်တက်ဆဲကနေရာမှာသူတိုးတိုးလေးပြောလိုက်ပါတယ်မိမိဒီလာဝေးဝေးလာတာဘာလို့အကျိုးမပြောတာလဲဟုမေးလိုက်တော့အဖွားကဝမ်းသာပြီးယူလာတဲ့အိတ်ကိုဖွင့်ကလာဒီနေ့မနက်မှမင်းကြိုက်တဲ့ပေါင်မုံလို့လာတာဖြစ်ကြောင်းမင်းမိမနဲ့မြေးကိုလည်းတွေ့ချင်ကြောင်းပြောလိုက်တော့တားထစ်သူကအေးဆေးပဲကျွန်တော်အခုပေါင်မုံမကြိုက်တော့ဟုပြောလိုက်ပါတယ်အဖွားအန်အော်ပြီးတာမင်းငယ်တုန်းကတခါတည်းလေးလုံးလုံးစားတာလို့ပြန်ပြောနေချင်း CEO ရဲ့မိန်းမဝင်လာပါတယ်သူကဘာတူလဲလို့မေးလိုက်တဲ့အခါအဖွားကဝမ်းသာစွာကျမသူ့အမိပါလို့ပြောလိုက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာ CEO ပြောလိုက်တဲ့စကားကလူတိုင်းကိုကိတ်သွားစေခဲ့ပါတယ်သူကကျွန်တော်အမိမဟုတ်ပါဘူးသူကကျွန်တော်မိခင်ရဲ့မိတ်ဆွေတယောက်ပါပဲကျွန်တော်မိခင်ကအခုနိုင်ငံခြားမှာခီးထွက်နေပါတယ်အဖွားရဲ့မျက်နှာချက်ချင်းမဲသွားပြီးစကားမပြောနိုင်တော့ပါဘူးမိမကအိတ်ထဲကမုံလီကိုကြည့်ပြီးမကျေနပ်စွာပြောလိုက်ပါတယ်ဒီလူညစ်ပတ်တဲ့အိတ်နဲ့အစားအစာယူလာတာလားပြီးတော့အထင်အမြင်မရှိစွာဆက်ပြောပါတယ်သူကမင်းမိတ်ဆွေဆိုရင်ခလေးထိန်လို့ရင်ခေါ်မဲဟုအထင်သေးစွာဖြင့်ပြောကဒီမှာမနေရင်ကောင်းမယ်လို့ပြောပြီးတူခီမုံကိုမြ мян လာလို့ခေါ်ကထွက်သွားပါတယ်